မဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆရာမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆရာမကဒါလာစဉ်ခုနှစ်သားသမီးတိုင်းရဲ့ဒါတလားစာအထူးဟော့စတန်ကြီးကိုလာစဉ်အခမဲ့မေတ္တာပြေဟောကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဆရာမကဒါခုနှစ်သားသမီးတိုင်းအားလုံးအတွက်လာစဉ်အခမဲ့မေတ္တာပြေဟောကြားနေတဲ့နေရာမှာအလွယ်တကူเนาะဟောကြားပေးနေတာမဟုတ်ဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့ဆရာမကဒီခုနှစ်သားသမီးအားလုံးပဲပေါ့เนาะလက်ရှိဒီနှစ်ကမဟာဘုတ်เนาะဒီပြောမယ်ဆိုရင်ခေါ်စာတိုင်လေးတွေပေါ့เนาะလက်ရှိဒီလအပိုင်းခြားလေးတွေမှာကြည့်ပြီးတော့ဆရာမက hostel ကိုအရင်ဆုံးခုနှစ်သားသမီးတိုင်းပေါ့เนาะအဲ့ဒါ hostel လေးတွေကိုဆရာမကအရင်ဆုံးဒီမှာလက်တော့ဘော်လေးမှာချပြီးတော့အချိန်ယူပြီးရေးရတာပေါ့เนาะအဲ့တော့ရေးထားတယ်ဒီ hostel တနင်္ဂနွေသားသမီးတိုင်းအတွက်เนาะဒလားစာတနင်္လာသားသမီးတိုင်းအတွက်ဒလားစာအင်္ဂါဗုဒ္ဓတာပရိတောက်ကြစနေပေါ့နော်ဒီ9နှစ်နဲ့သားသမီးအားလုံးတိုင်းရဲ့ဒါတလားစာအထူးဟော့စတန်ကြီးကိုဆရာမကအချိန်နဲ့တီးတန့်ရှုပြီးတော့ဒါရေးပြီးမှပြန်ပြီးတော့ဟောကြားပေးသွားတာဖြစ်ပါတယ်လက်တလောတဲတော့လေးကိုကြည့်ပြီးတော့ဟောကြားပေးသွားတာမဟုတ်ဘူးပေါ့နော်တဲတော့ဆိုတာကတော့တဲတော့ကန်ချမအတိုင်းတနင်္ဂနွေသားသမီးရဲ့ကက်လေးမှာပေါ်လာတဲ့အလောက်ကိုင်းစီးပွားငွေကြေးကျန်းမာရေးပေါ့နော်ဒါမြင်တာတွေ့တာလေးတွေတန်းဟောလို့ရတယ်အခုကဆရာမကတလားစာကြီးဖြစ်တဲ့အတွက်ပေါ့နော်လုပ်ငန်းစီးပွားကဏ္ဍတွေငွေကြေးကျန်းမာရေးအခြေပညာအကုန်လုံးကိုပေါ့နော်ဒါတေချာပေါ့နော်စီစစ်ပြီးတော့လာစဉ်ဟောကြားပေးနေတာဖြစ်ပါတယ်အဲ့ဒီဟာမှာခုနှစ်သားသမီးတိုင်းတနင်္ဂနွေသားသမီးတူးတယောက်ချင်းစီအတွက်ရည်ရွယ်တာမဟုတ်ဘူးတနင်္ဂနွေသားသမီးအများကြီးအတွက်ပေါ့နော်လူတနင်္ဂနွေသားသမီးဆိုရင်လူ1000ရှိမလား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 သူတို့အတွက်အားလုံးရည်ညွှန်းပြီးတော့ဟောတာဖြစ်တဲ့အတွက်လူတိုင်းနဲ့ကိုတိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်မယ်ပေါ့နော်ဥပမာကိုနဲ့100ခိုင်နှုန်းတိုက်ဆိုင်တာရှိမယ်80ရာခိုင်နှုန်းတိုက်ဆိုင်တဲ့လူရှိမယ်60 90ရာခိုင်နှုန်းတိုက်ဆိုင်တဲ့လူရှိမယ်40ရာခိုင်နှုန်း50ရာခိုင်နှုန်းလောက်ပဲတိုက်ဆိုင်တဲ့သူရှိလိမ့်မယ်ဒီလိုပဲတနင်္ဂနွေသားသမီးတိုင်းအကုန်လုံးအတွက်ဆိုတဲ့အတွက်နော်လူတိုင်းနဲ့ရာခိုင်နှုန်းအပြည့်တိုက်ဆိုင်တဲ့လူရှိမယ်မရှိရင်လည်းမရှိဘူးပေါ့နော်ရာခိုင်နှုန်းနည်းနည်းပဲတိုက်ဆိုင်တာရှိမယ်ဒါအများအတွက်ဟောတာတိုးတယောက်ချင်းစီအတွက်ရည်ရွယ်ပြီးတော့ဟောထားတာမဟုတ်တဲ့အတွက်ပေါ့နော်လူတိုင်းနဲ့အတွက်ကိုက်ညီချင်မှာကိုက်ညီမဲ့လူလည်းရှိလိမ့်မယ်ဒါပေမဲ့ဆရာမကခုနှစ်သားသမီးအားလုံးအတွက်မေတ္တာဖြစ်လာစဉ်ဒါအချိန်ယူပြီးတော့ဟောကြားပေးနေတာဖြစ်ပါတယ်ဘာကြောင့်ဒီလိုမျိုးလုပ်ရလဲဆိုတော့ဒီလမှာငါတို့တနင်္ဂနွေသားသမီးတွေကံကောင်းမလားကန်ညံ့နေလားကန်လေးမိန်နေလားအင်္ဂါသားသမီးတိုင်းကဒီလားမှာကန်ဆိုးနေလားကန်လေးမိန်နေလားငါကန်မိန်နေတယ်ကန်မိန်နေဆိုငါဘာသာရေးတွေလောက်ရမယ်ကောင်းမှုကုသိုလ်လေးတွေများများလောက်ရမယ်သတိထားလောက်ရမယ်စင်ကျင်ပြီးလောက်ရမယ်ဆိုတော့ကိုယ့်ရဲ့ပေါ့နော်ကိုကန်အားနဲ့နေတာလေးကိုကိုတီးလိုက်တဲ့အခါမှာသတိနဲ့အလုပ်လုပ်ဖို့ဘာသာတရားလေးတွေလုပ်ဖို့ကောင်းတာလေးတွေနဲ့စင်ကျင်သုံးသက်ပြီးတော့ပြုလုပ်လို့ရအောင်ဆရာမကရည်ရွယ်ပြီးတော့ဒါဟောပြောပေးနေတာဖြစ်ပါတယ်တူတယောက်ချင်းတီးတန့်အတွက်ပေါ့နော်ဒါဟောပေးနေတာမဟုတ်တဲ့အတွက်ခုနှစ်သားသမီးအားလုံးအတွက်ကိုရည်ညွှန်းပြီးတော့ဟောကြားပေးနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တိုက်ဆိုင်တဲ့လူရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဒီပေါ်မှာမေတ္တာဖြင့်เนาะဒါတယောက်တူမတိုက်ဆိုင်တဲ့လူတွေအတွက်ကလည်းတယောက်ချင်းစီအတွက်မဟုတ်တဲ့အတွက်ဒါနားလည်းပေးပါပေါ့เนาะတချို့ကြောင့်လည်းတိုက်ဆိုင်တဲ့လူအများကြီးရှိပါလိမ့်မယ်เนาะတိုက်ဆိုင်ဆရာမရဲ့ဒါအထူးဟော့စတန်တွေကိုလာစဉ်စောင့်မျှော်နေတဲ့เนาะဒါခုနှစ်သားသမီးအများကြီးလည်းရှိပါတယ်တချို့ကြတော့လည်းဒီကွန်မန်လေးတွေလာပြီးတော့မန်ချတာမျိုးဒီ message ထိလာပြီးတော့တခုမှမမှန်ဘူးတခုမှလည်းမကောင်းဘူးဒီလိုမျိုးပြောကြတာမျိုးတွေရှိရဲ့ဒါပေမဲ့လာစဉ်မှာကောင်းနိုင်တဲ့ဟောလို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကြားတဲ့ကံကြမ္မာအတိုင်းလေးပဲဆရာမကခုနှစ်သားသမီးတွေဟောကြားပေးနေတာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုဆရာမကအရင်ဆုံးခုနှစ်သားသမီးကိုမေတ္တာရက်ခံပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီလမှာလည်းဒါခုနှစ်သားသမီးအားလုံးရဲ့တလားချင်းစီထူဟောစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နိုင်ဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရဲ့ရှင်အားလုံးပဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1809 BDN YouTube Channel လေးကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆရာမအနေနဲ့ကတော့2026ခုနှစ်ဩဂုတ်လအတွက်တနင်္ဂနွေသားသမီးတွေရဲ့တရစာထူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာဆိုရင်တနင်္ဂနွေသားသမီးတိုင်းရဲ့လုပ်ငန်းကိစ္စတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးပိုင်းပေါ့နော်ကျန်းမာရေးအခြေရေးအိမ်တွင်းအိမ်နောက်ရေးပညာရေးအစဆောင်ရင်ရှောင်းနဲ့ပြုလုပ်မဲ့ရတရားလေးတွေတစ်ခုချင်းစီကိုဆရာမအနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးတနင်္ဂနွေသားသမီးတိုင်းရဲ့လုပ်ငန်းစီးပွားကဏ္ဍလေးကိုစတင်ပြီးတော့ပြပြပေးသွားပါမယ်အဲ့တော့ဩဂုတ်လအတွင်းမှာတနင်္ဂနွေသားသမီးရဲ့အလုပ်ကိုင်စီးပွားရေးပိုင်းမှာဆိုရင်ပေါ့နော်မိမိတို့ရဲ့ဥတီလိုက်တိုင်းမှာလုပ်ငန်းတစ်ခုလုပ်ဖို့ဥတီလိုက်တိုင်းမှာအနောက်ရှက်လေးတွေနိုင်ငံကြုံတွေ့ရတဲ့အစာပိုင်းမှာခက်ခဲမှုလေးတော့ရှိမယ်ပေါ့နော်ဒါပေမဲ့အဆုံးသတ်မှာတော့အောင်မြင်မှုရရှိနိုင်တဲ့အနေအထားဖြစ်ပါတယ်မိမိကိုနှိမ်ချဆက်ဆံလုပ်ကိုင်မှုကြောင့်ထူးခြားစွာတိုးတက်ပြောင်းလဲလာတာမျိုးတွေရှိနေပါလိမ့်မယ်တဲ့အဲ့တော့မိမိတို့ရဲ့ပေါ့နော်ဒါလုပ်ငန်းကိစ္စတွေဆောင်ရွက်ရမှာတဲ့
ဘာနော်မိတို့ရဲ့လုပ်ငန်းကိစ္စဝဝဒီလမ်းချောင်းမှန်ဖြစ်နေတတ်တယ်စိတ်ကူးကြံစီတဲ့တွေကိုလက်တွေ့အကောင်ထဲပေါ်အောင်မြင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မိထဲဝိုင်းသူတွေပေါ့ကြော်လွားနိုင်တယ်ပေါ့နော်အဲ့လိုဝိုင်းလုပ်ငန်းကြီးလုပ်ငန်းရှင်ကြီးတွေတဲ့ပေါ့နော်မိတ်ဆွေကြီးကထောက်ပံ့ကောင်းနေတယ်ရရှိနိုင်တဲ့ကာလကိုရောက်ရှိပါတယ်လုပ်ငန်းအခွင့်အလမ်းကောင်းနေစီးပွားရေးအခွင့်အလမ်းကောင်းနေတယ်ဒီလထဲမှာပေါ်ပေါက်လာပါတယ်ပေါ်ပေါက်လာတတ်တယ်နောက်တော့ကိုယ့်ရဲ့စိတ်ကူးအကြံစီတွေပေါ့နော်ကိုဒီလမှာဘာလုပ်ချင်လဲငါဘာလေးလုပ်လိုက်ချင်အဆင်ပြေမလားမသိဘူးဒီလုပ်ငန်းလေးလုပ်ချင်အဆင်ပြေမလားမသိဘူးဒီလိုမျိုးလေးတွေတွေးတော့မိတာမျိုးဆိုရင်လက်တွေ့အကောင့်ထဲပေါ်ရင်အောင်မြင်နိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းလေးမှာတော့အနေငယ်အပြိုင်ဆိုင်လေးတွေတော့ရှိရပေါ့နော်လုပ်ငန်းပြိုင်စီးပွားပြိုင်လေးတွေတော့အနေငယ်တော့ရှိရဒီပြိုင်ဆိုင်မှုလေးတွေကတော့ကိုကကြော်လာနိုင်တဲ့အနေအထားမှာတော့ရှိပါတယ်တဲ့အဲ့တော့မိမိရဲ့စူးစမ်းအားထုတ်မှုကြောင့်ခက်ခဲမှုတွေရှိပေမဲ့လည်းအဆုံးသတ်မှာအဆင်ပြေသွားပါလိမ့်မယ်တဲ့အဲ့တော့လှုပ်ရှားနေတဲ့သူတွေအလုပ်ရမယ်เนาะအဆင်မပြေဖြစ်နေတဲ့လူတွေလှုပ်သိရှာနေတဲ့သူတွေအလုပ်ရတာမျိုးလုပ်ငန်းသိလှုပ်ချင်တဲ့သူတွေလှုပ်ဖြစ်တာမျိုးတွေကြုံရပါလိမ့်မယ်တဲ့ဒီလတွေမှာအင်ကာနဲ့ပတ်သက်တဲ့လုပ်ငန်းဗုဒ္ဓနဲ့ပတ်သက်တဲ့လုပ်ငန်းတင်းနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေလိမ့်မယ်အဲ့တော့အင်ကာနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုတာစားတောက်ကုန်လုပ်ငန်းစတိုးဆိုင်ဆန်စီဆေးစက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်စက်မှုလုပ်ငန်းတွေအကျိုးပေးတဲ့ဗုဒ္ဓနဲ့ဖြစ်တဲ့လေယာလုပ်ငန်းလက်မှုပညာလုပ်ငန်းလူသုံးကုန်ပစ္စည်းလက်ဖေးဆိုင် workshop ရေလုပ်ငန်းရွှေလုပ်ငန်းပေါ့နော်နောက်တနင်္လာနေ့ဖြစ်တဲ့ကားလုပ်ငန်းတွေကြောက်လုပ်ငန်းတွေကုန်ရောင်းကုန်ဝယ်ကုန်စုံကုန်ကြောက်ချန်ကားကြောက်ငပိငချောက်ငါးလုပ်ငန်းပေါ့ဒီလုပ်ငန်းတွေကလက်ရှိဒီလတွင်မှာအဆင်ပြေမယ်အောင်မြင်မယ်တိုးတက်မယ်အဲ့ဒီလုပ်ငန်းခွင်เนาะဒါလုပ်နေတဲ့သူတွေစီးပွားအခွင့်အလမ်းတွေတိုးတက်ပြီးတော့လက်ရှိနေတဲ့မြင်မတိုးတက်လာတာမျိုးတွေကြုံရပါလိမ့်မယ်တဲ့เนาะနောက်ပြီးတော့ဒီလထဲမှာလည်းအဲ့လိုမျိုးအင်ကာနဲ့ဗုဒ္ဓနဲ့တနင်္လာနဲ့ပစ္စည်းတွေမိမိအိမ်ကိုအဝင်ရှိတာမျိုးတွေကြုံရပါလိမ့်မယ်เนาะအဲ့တော့ဒီလာထဲမှာဆိုရင်မိမိတို့ကဝန်ထမ်းဆိုရင်ပေါ့နော်မိမိတို့ကဝန်ထမ်းပုဂ္ဂလိကဝန်ထမ်းဖြစ်ဖြစ်နော်အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်မိတို့လုပ်ငန်းမှာနာမည်ကောင်းရမယ်နော်နာမည်ကောင်းရမယ်အထက်လူကြီးရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေကြုံရမယ်လုပ်ငန်းမှာတော့အချင်းချင်းမှာမနာလိုမှုလေးတွေပြိုင်ဆိုင်မှုလေးတွေရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်အဲ့တော့လုပ်ငန်းအဆင့်ဝင်အဆင့်လေးတွေတက်လာတာမျိုးလေးတွေကြုံရမယ်စိတ်ပီစီမှုတော့များမယ်နော်အဲ့တော့လုပ်ငန်းခွင်မှာစိတ်ပီစီမှုတော့များတတ်ပါတယ်တဲ့အဲ့တော့အယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်အယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပွဲစားပွဲရုပ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်အဲ့ဒီဟာကတော့ဒါရောင်းကအတက်ကြနဲ့သွားမယ်နော်အဆင်ပြေတဲ့လတွေရှိသလိုခက်ခဲတဲ့အဆင်ပြေတဲ့အခါတွေရှိသလိုခက်ခဲတဲ့လွဲချော်တဲ့အလုပ်တွေလည်းရှိမယ်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့တော့အယောင်းဝယ်တွေကလည်းရောင်းကအတက်ကြနဲ့ရှိမယ်ဒါပေမဲ့အမြတ်ဆုံးတော့ရနိုင်တယ်ထင်သလောက်အမြတ်ကိုယ့်အောက်မှာအမြတ်အစွန်းကို100ရာခိုင်နှုန်းမျှော်လင့်ထားပေမဲ့လည်းဒါ85ရာခိုင်နှုန်းထိတော့ရနိုင်တဲ့အနေအထားရှိရလို့တွေ့ရပါတယ်เนาะအဲ့တော့ဒီလာထဲမှာဆိုရင်မိမိတို့ကပေါ့နော်လုပ်ငန်းစီးပွားလုပ်ကိုင်တဲ့နေရာမှာလောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်ခြင်းเนาะအထူးသတိထားပါနောက်ပြီးဖြတ်လန်းနည်းနဲ့လုပ်ငန်းစီးပွားရှာခြင်းရှောင်ပေးပါကောင်းမှုပြုပြီးတော့ဘာသာတရားလေးတွေကိုင်းဆိုင်ပြီးတော့လုပ်ငန်းစီးပွားကိုတွဲလုပ်ပါနောက်ကိုကအရှင်းမှာစီးပွားရေးမဲလုပ်တယ်နောက်မှကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုတဲ့နှစ်တွေမှာဒုက္ခရောက်တဲ့အတွက်ပေါ့နော်ဘာသာတရားကောင်းမှုကုသိုလ်နဲ့ရှင်ပြီးတော့လုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာခက်ခဲမှုလေးတွေလွတ်မြောက်နိုင်ပါတယ်နော်နောက်ထပ်ငွေကြေးခန္ဓာနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာတနင်္ဂနွေသားသမီးတွေငွေကြေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာငွေရှားတာလွဲလာမယ်ငွေအဝင်လည်းရှိလာပါလိမ့်မယ်တဲ့နော်အဲ့လိုမျိုးဒါမှလည်းမမီးကကုန်စရာတွေလည်းပေါ်လာမယ်နော်ငွေတွေပြန်ထွက်တယ်ဝင်လည်းပြန်လည်းထွက်တယ်မမီးရဲ့မိသားစုတန်းဝိုင်းကိုလည်းကုညီထောက်ပံ့ပေးနေရမျိုးရှိမယ်ကိုရဲကိုတာထက်သူတစ်ပါးကိုနော်ဒါသူတစ်ပါးအတွက်ငွေကုန်ကြေးကြလေးတွေများနေတတ်ပါတယ်တဲ့နော်ငွေချေးခြင်းဖြည့်နှန်းနည်းနဲ့ငွေရှာခြင်းပေါ့နော်အဲ့လိုမျိုးတွေဆိုဒုက္ခရောက်တတ်ပါတယ်တဲ့ထို့ကြောင့်ဒီအရာကိုရှောင်ပါရစာရှိရပေးစရာရှိရခက်ခဲတတ်ပါတယ်ငွေကိုချွေတာသုံးမှမြဲစေတတ်ပါတယ်ငွေကအဖက်ဘက်ကနေစူးစမ်းရှာမှစီကံတကြသုံးနိုင်မှသာငွေမြဲမယ်လားဖြစ်ပါတယ်ထို့ကြောင့်ငွေကတော့ဝင်မယ်စီကံတကြသုံးဖို့လိုမယ်ချွေတာသုံးဖို့လိုမယ်စုဆောင်းနိုင်ဖို့လိုအပ်နိုင်မယ်ပေါ့နော်ငွေဝင်လုပ်ငန်းတိုးချဲ့တာမျိုးတွေပြုလုပ်ပါလက်ထဲမှာထားရင်ထားတော့ပြန်ကုန်တတ်ပါတယ်တဲ့နော်ဒီလာထဲမှာနောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပေးသွားပါမယ်အဲ့တော့လူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာတနင်္ဂနွေသားသမီးတွေကဒီလာထဲမှာလူမှုရေးကဏ္ဍလေးတွေကတော့နာမည်ကောင်းရတာမျိုးလေးတွေရှိမယ်လုပ်ငန်းပိုင်းထဲမှာတော့မနာလူမှုလေးတွေတော့အနှဲငယ်ရှိမယ်သူတို့ဘာမကောင်းပြောဆိုတာတော့အနှဲငယ်ခံရတတ်တယ်မိတ်ဆွေကောင်းတော့ရမယ်ဆရာကောင်းသမားကောင်းတွေနော်အထက်လူကြီးတွေအကူကြီးထောက်ပံ့ကောင်းတွေရရှိမယ်မိမိကိုပေါ့နော်ဆရာကောင်းသမားကောင်းတွေအကြီးကထက်လူကြီးတွေရဲ့နီးပေးလမ်းညွှန်မှုကြောင့်အဆင်ပြေတာမျိုးတွေရှိမယ်အာနာမှုကြောင့်ကိုဒုက္ခရောက်တတ်တာမျိုးတွေရှိတဲ့အတွက်တတိထားအပေါင်းအသင်းတတိထားပေါ့နော်အပေါင်းကြောင့်ဂုံတက်စီသူတို့အပေါင်းကြောင့်လည်းပျက်စီးတဲ့အတွက်အပျော်ပါအတောက်စားရှောင်ပေးပါအရာရာကိုသတိနဲ့ပြောဆိုလုပ်ကိုင်မှာဖုံးကယ်မြင့်မယ်နာမည်ကောင်းရလာတာမျိုးတွေကြုံရနိုင်ပါတယ်နော်လူမှုရေးခန္ဓာလေးရတယ်ကြီးကြီးမားမားကြီးတော့မရှိဘူးနောက်ထပ်အိမ်တွင်းအိမ်အောင်ရေးခန္ဓာလေးကိုဆက်လက်ပြီးတော့ပြပေးသွားပါမယ်
ဒီလာထဲမှာအိမ်နှွေးအိမ်နောင်ရေးခန္ဓာလေးမှာအနေငယ်တော့စိတ်လိုမချမှုလေးတော့ရှိနေတတ်တယ်တဲ့အောက်လိုက်ငယ်သားမမီထက်ငယ်သူတွေပြောဆိုမကောင်းဖြစ်တတ်တဲ့ရှေ့တစ်မျိုးကိုရတစ်မျိုးလုံးမှုကြောင့်စိတ်ညစ်ရတတ်တယ်တဲ့နော်အဲ့လိုမျိုးလေးရှိတယ်အိမ်နှွေးပိုင်းတွေမှာအဲ့တော့မမီအိမ်နောင်ရေးပိုင်းတွေမှာတော့အနေငယ်အတိုက်ခံလေးတွေစကားချေတင်တွေပြောတတ်တယ်ဘာမှမဟုတ်တဲ့ပြဿနာလေးတွေလည်းသူတစ်ခုကိုတစ်ခုများတတ်တယ်ပေါ့နော်အိမ်တစ်ခါတည်းလည်းအိမ်နောက်ဘက်ကအကျိုးပေးမှုကိုလည်းခံရတာမျိုးတွေရှိမယ်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲကြီးကြီးမားမားပြဿနာတော့မရှိဘူးပေါ့နော်ကဲကိန်းပြဲကိန်းနေမရှိဘူးအဲ့တော့အိမ်နှွေးအိမ်နောင်ရေးခန္ဓာလေးမှာတော့ကြောက်ကစားလေးတွေများမယ်ကြီးကြီးမားမားပြဿနာတော့မရှိနိုင်ဘူးပေါ့နော်နောက်ထပ်ငယ်သူလေးတွေအတွက်မေတ္တာရေးခန္ဓာလေးတွေကိုပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာငယ်သူလေးတွေအတွက်မေတ္တာရေးခန္ဓာလေးမှာကြည့်လိုက်တဲ့အခါမှာမမေကိုစိတ်ဝင်စားတဲ့သူတွေများပြားရှိနေတတ်ပါတယ်အများပြားရှိနေတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုချိန်မှာရွေးချယ်ဖို့နော်ဒါအချိန်တစ်ခုလေးလာပြီးမှရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်တဲ့အဲ့တော့မမေကိုတကယ်မေတ္တာရှင်မေတ္တာမှန်နဲ့ချစ်တဲ့သူရှိသူတို့အပျော်သဘောနဲ့လာပြီးပတ်သက်တာမျိုးတွေလည်းကြုံရနိုင်တဲ့အတွက်သတိနဲ့အချိန်ယူပြီးတော့ကိုယ်ရွေးချယ်မှဒါအဆင်ပြေမဲ့အနေထားမှာရှိတယ်မမေထက်ကြီးကဲသူတွေနဲ့စုံစည်းရတာမျိုးတွေကြုံရတတ်တယ်ကြီးကဲသူတွေဆိုမမေကိုမေတ္တာရှင်မေတ္တာမှန်နဲ့ချစ်တဲ့သူတွေလည်းစုံစည်းရတတ်ပါတယ်တဲ့ချစ်သူမရှိတဲ့သူတွေချစ်သူရတတ်ပါတယ်ချစ်သူဆောင်လွဲတွေကတော့မေတ္တာရေးတဲ့အခြားသောအရာတွေကိုဦးစားပေးနေမှုကြောင့်တစ်ခါလေတွေးနေတာမျိုးတွေရှိမယ်နားလည်မှုနဲ့သစ္စာရှိရှိလက်တွဲဖို့လိုအပ်လိမ့်မယ်တစ်ခါလေကျင်နာမှုကူးဆိုင်မှုလေးတွေအားနဲ့တက်မှုကြောင့်စိတ်လိုမချမှုတွေဖြစ်ပေမဲ့လည်းပြဿနာကြီးကြီးမားမားမရှိနိုင်ဘူးတဲ့နော်ဒီလိုမျိုးအဲ့တော့မေတ္တာရေးကဏ္ဍလေးမှာတော့ကြီးကြီးမားမားပြဿနာမရှိနိုင်ဘူးဆိုတဲ့အနေအထားကိုပြသနေပါတယ်နော်နောက်ထပ်ကျမ်းမာရေးခန္ဓာလေးကိုဆက်လက်ပြီးတော့ပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာကျမ်းမာရေးကတော့အနှဲငယ်တော့ဖြစ်နေတတ်ပါတယ်အဲ့တော့ဖြစ်တတ်တဲ့ယောဂလေးတွေကတော့ခေါင်းမကြည်ရာမျိုးနော်ကြိုက်ခဲညောင်းညတာမျိုးလေးတွေနှလုံးအားနေနေတာမျိုးတွေမူးမောရင်တုံတာလေးတွေမျက်စိအားနေတာမျိုးတွေကြုံရနိုင်ပါတယ်တဲ့အကုန်လုံးဖြစ်မယ်လို့မဆိုလို့ဒီတလားလုံးမှာတစ်ခုမှတစ်ခုဖြစ်တတ်တဲ့ယောဂလေးတွေဖြစ်ပါတယ်အကြီးမားကြီးတော့မရှိဘူးမတက်နာလေးတွေဖြစ်မယ်ပေါ့နော်အသက်ကြီးပိုင်းမှာမျက်စိယောဂမျက်စိအားနေတာမျက်စိမှုန်တာမျက်စိဝေတာတွေနောက်အကြောယောဂတွေဖျားနာတာမျိုးလေးတွေအသက်ကြီးပိုင်းမှာဖြစ်တတ်ပါတယ်အသက်အန္တရာယ်ဆိုရင်ကြတော့မရှိပါဘူးမတက်နာလေးတွေဖြစ်တတ်တယ်ပေါ့နော်တခါလေးစေတိုးစေတောက်လောက်ရတာမျိုးတွေရှိမယ်နောက်ထပ်ပေါ့နော်ပညာရေးခန္ဓာလေးတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာပညာရေးခန္ဓာလေးရတော့အဆင်ပြေမယ်ပညာရေးခန္ဓာလေးအားကောင်းမယ်ဆရာကောင်းတွေ့မယ်သိပညာဘူးသူတို့တိုးပွားမယ်ပေါ့နော်ပြိုင်ဆိုင်မှုလေးတွေတော့များမယ်ပညာရေးမှာအပြိုင်ဆိုင်နေများမယ်ပေါ့မိမိရဲ့စူးစမ်းအထောက်မှုကြောင့်အောင်မြင်စေတတ်တယ်ပေါ့နော်အသိပညာဘူးသူတို့တိုးပွားပြီးတော့စာမိုးပွဲဖြေရတာမျိုးကျူးရှင်တက်ရတာမျိုးလေးတွေပေါ့နော်သင်တန်းတက်ရမျိုးတွေကြုံရတတ်ပါတယ်တဲ့နော်နောက်ထပ်နိုင်ငံခြားကံခရီးကံပေါ့နော်ပြည်တွင်းပြည်ပခရီးကံနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်အဲ့တော့တိုင်းနိုင်ငံသားသမီးတိုင်းကဒီလအတွက်ပေါ့နော်ဒါနိုင်ငံခြားခရီးကံခွင့်လန်းလေးတွေပေါ့နော်ပေါ်လာမယ်ဆောင်းတိုင်းနေရာသူတွေတွားရတာမျိုးရှိမယ်အချိန်ကာလသတ်မှတ်ရက်သိရတာမျိုးကြားသိရမျိုးရှိမယ်ပြည်တွင်းပြည်ပခရီးတွားဖို့ရှိတယ်ပြည်တွင်းခရီးစဉ်ရောပြည်ပခရီးစဉ်ရောအကောင့်နဲ့လာလေးတလားဖြစ်တယ်လို့တွေ့ရပါတယ်နော်အဲ့တော့ဒီတလားလုံးအတွက်ပေါ့နော်ဒါဆောင်ရံရှောင်လေးတွေပြပေးပါမယ်အဲ့တော့ဒီတလားလုံးနဲ့ဆောင်ရံရှောင်လေးတွေအနေနဲ့ကတော့ဒါရှောင်ရံအနေနဲ့ပေါ့နော်လောင်းကစားပြုလုပ်ခြင်းနော်သူ့တဲ့ချင်းပျော်ပါတောက်စားပြုလုပ်ခြင်းအထူးရှောင်ပေးပါနော်ဆောင်ရံအနေနဲ့ကတော့ဘာသာရေးကောင်းမှုတစ်ခုနေစဉ်ပြုပါနော်မိုးလေးနာနဲ့လက်ပွင့်လန်တို့ခါရရောအန်တေကင်းကုံတို့ရောနော်ဖျားတောက်တော်မနေစဉ်နဲ့ဖျားပန်းအကျိုးဖျားပန်းအညိုးမခံတဲ့ကောင်းမှုတစ်ခုနေစဉ်ပြုပြီးဖြတ်တန်းပေးပါနော်အဲ့ဒီတလားလုံးအတွက်လက်ကိကလာလေးတွေကတော့အစိမ့်ပွင့်အစိမ့်ရောင်လေးတွေပြူပွင့်ပြူရောင်ခဲပွင့်ခဲရောင်လေးကအကျိုးပေးလက်ကိကလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးတဲ့လုပ်ငန်းကိစ္စအကြောင်းအရာတွေမှာဝိစင်သုံးပြုခြင်းဖြင့်ကန်ဆာတာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့လက်ကိကနန်းလေးတွေကတော့ကိုယ်ကနန်းခွန်ကနန်းနှစ်ကနန်းကအကျိုးပေးလက်ကိကနန်းလေးတွေဖြစ်ပါတယ်ဒီတလားလုံးအစားအစာအဆင်ပြေစေဖို့ပြုလုပ်ရမယ်ကံကောင်းစေမယ်ခြေတရားလေးတွေပြပေးသွားပါမယ်မိမိအိမ်ဖျားမှာပေါ့နော်နိုထမင်းလေးတစ်ပွဲအမြဲတမ်းကက်လူပေးပါဖျားကုံတော်ကိုပါကိုပတိစိတ်ပါခွေးစာလေးတွေမကြကျွေးပြီးတော့ဆူတောင်းပေးပါတဲ့ဒီလားအတွက်ဒီလိုမျိုးကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ခြင်းဖြင့်ကံထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါဒီတလားလုံးတဲ့တနင်္ဂနွေသားသမီးတိုင်းရဲ့အထူးစတန်ကြီးကိုဟောကြားပေးသွားတာဖြစ်ပါတယ်အခုပြောတဲ့ရေတရားလေးတွေကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါဒီနေ့မှစတနင်္ဂနွေသားသမီးတိုင်းအစအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်